န်သူတွေရှိနေပေမဲ့မိမိတယောက်ပြုတ်လဲမသွားအောင်လက်ဆောင်လေးပေးပြီးတော့ surprise တိုက်ခဲ့တဲ့မြတ်သူ2022ရဲ့အလှမဲ့တယောက်ဖြစ်ခဲ့တဲ့မိမိကတော့အခုအချိန်ထိပရိသတ်အချစ်ကိုရရှိနေစေပါပဲစိတ်သဘောဖြူစေပြီးတော့လူတကာပေါ်မှာကောင်းလွန်ခဲ့တဲ့သူ့ရဲ့စိတ်သက်ကြောင့်ချစ်ခင်သူတွေကများစွာရှိပေမဲ့လည်းဝေဖန်သူတွေကလည်းမနှဲမနှောပါပဲမိမိကပရိသတ်တွေနဲ့စကောင်းမွန်တဲ့ဆက်ဆံရေးရှိသလိုဆရာဖြစ်သူကိုဆိုရင်လည်းအမြဲတမ်းယူသေးတက်သူတယောက်လည်းဖြစ်ပါတယ်ပြိုင်ပွဲပြီးသွားတာ2နှစ်ကျော်ခဲ့ပေမဲ့ဆရာဖြစ်သူ2အောင်လင်လိုအပ်တာတွေကိုအခုချိန်ထိလောက်ကင်ပေးတတ်သလိုဂျူနီယာအလှမယ်တွေကိုလည်းအကောင်းဆုံး supporting ပေးနေသူတယောက်ပါသူ့ရဲ့စိတ်ထားပြုစုမှုတွေကြောင့်အရင်ကမချစ်ခဲ့တဲ့ပရိသတ်တွေတော့အခုဆိုရင်မိမိဖြစ်လို့နေခဲ့ပါပြီသူ့ရဲ့ပုံစံကြောင့်အခုဆိုရင်ချစ်ခင်တဲ့သူတွေပေါ်နေပေမဲ့ဝေဖန်သူတွေကလည်းကြားချောင်းချောင်းနေကြနေစေဖြစ်ပါတယ်အခုအချိန်မှာမိမိကဝေဖန်သူတွေရှိနေလေတဲစုငိန်ကိုအပြတ်သက် supporting ပေးနေခဲ့တာပရိသတ်အမြင်ပါပဲနော်မိမိကတော့ဘသူအတန်းရှင်မလိုချင်လို့အခုလိုတွေလုပ်ပြနေတာမဟုတ်တာကိုပရိသတ်တွေကသိကြပေမဲ့ဝေဖန်သူတွေကတော့မရှိတာကိုအပြစ်တင်ဝေဖန်နေတော့တာပါပဲစိတ်ထားကောင်းလွန်တဲ့မိမိရဲ့ပုံစံကိုမကြိုက်တဲ့သူတွေကတော့ unplease မရတဲ့မဲဆိုပြီးတော့နှိမ်ကြသလိုစိတ်ထားကောင်းတာလူတွေရဲ့ attention လိုချင်လို့ဆိုတဲ့စကားလုံးတွေနဲ့လည်းတိုက်ခိုက်နေကြတာမြင်လို့တော့မကောင်းပါဘူးဘလို့အငုံစိတ်မျိုးနဲ့ဝေဖန်တိုက်ခိုက်ကြပေမဲ့မသိပေမဲ့မိမိရဲ့စိတ်ထားလေးကြောင့်အားပေးချစ်ခင်တဲ့ပရိသတ်တွေကတော့အများကြီးပါပဲစိတ်ထားကောင်းတဲ့မိမိကိုချစ်တဲ့ထဲမှာတာမန်ပရိသတ်တွေလည်းပါသလိုအနုပညာရှင်တွေကပါဝိုင်းဝန်းချစ်ခင်ခဲ့ကြတဲ့အထိပါပဲမိမိရဲ့စိတ်ဓာတ်ကိုအင်တာဗျူးတွေမှာပြောပြရင်းနဲ့အတိအမှတ်ပြုကြတာတွေရှိသလိုအခုလိုမင်းသမီးလေးမြတ်သူကလက်ဆောင်ပေးပြီးတော့ချစ်ကြောင်ပြသလာခဲ့ပါပြီပရိသတ်ချစ်ကိုရထားပြီးတော့အောင်မြင်ခဲ့တဲ့မင်းသမီးချောလေးမြတ်သူကတော့စိတ်ထားကောင်းတဲ့မိမိကိုဘလောက်ချစ်လဲဆိုတာကအခုပေးတဲ့လက်ဆောင်ကအဖြေပါပဲကိုယ်တိုင်ကလည်းအနုပညာရှင်တယောက်မို့ဝေဖန်မှုတွေကိုအလိုလဲခံခဲ့ရတာမို့မိမိကိုတနာပြီးတော့ပို့လို့တော့ချစ်ခင်နေခဲ့တာလည်းဖြစ်ပါတယ်မြတ်သူတယောက်မိမိကိုချစ်တာကဖြူစင်လွန်းတဲ့စိတ်ထားကြောင့်ပါပဲဆရာအပေါ်လည်းကျေးဇူးမမေ့တတ်သလိုအငယ်ရီပေါ်ကိုလည်းစီနီယာဆိုတာထက်အမကြီးစိတ်တဲ့အပြည့်ရှိတာကြောင့်လည်းပါပါတယ်။ Miss Grand အတွက်အမြဲတွေးပေးနေတဲ့မိမိကတော့အခုမြန်မာနိုင်ငံမှာ commercial တွေလာရိုက်နေတာငွေလိုနေတဲ့ဆရာဖြစ်သူကိုကူညီဖို့လည်းပါပါတယ်။ပြိုင်ပွဲမှာနိုင်ငံအကူအပြောင်းကြောင့်ငွေကြေးဆုံးရှုံးခဲ့ရတဲ့ဆရာဖြစ်သူကိုတတ်နိုင်သလောက်ကူညီပေးချင်တဲ့စိတ်နဲ့မြန်မာနိုင်ငံမှာ commercial တွေ live series ရောင်းရင်းနဲ့ငွေရှာနေခဲ့တာလည်းဖြစ်ပါတယ်။အခုလိုမျိုးအားလုံးပေါ်မှာစိတ်ထားကောင်းတဲ့မိမိရဲ့ပုံစံကြောင့်မြတ်သူကတော့မချစ်ပဲကိုမနေနိုင်အောင်ဖြစ်နေပါပြီ။မြတ်သူကတော့မိမိကိုချစ်တယ်လို့ဝေဖန်တိုက်ခိုက်သူတွေကြောင့်တနာနေခဲ့ပါတယ်။ဝေဖန်သူတွေကြောင့်စိတ်ပြတ်မှာမလိုလားပဲနဲ့သူ့လိုမျိုးချစ်တဲ့သူတွေအများကြီးရှိတယ်ဆိုတာကိုသိစေချင်တာကြောင့်လက်ဆောင်ပေးပြီးတော့ surprise တိုက်ခဲ့ပါတယ်။မြတ်သူကတော့မိမိကိုတိုက်ရိုက်လက်ဆောင်သွားပေးတာမဟုတ်ပဲနဲ့မိမိလိုက်စေးရောင်းနေတဲ့နေရာကနေ surprise တိုက်ခဲ့တာလည်းဖြစ်ပါတယ်။မိမိတယောက်အိတ်တွေ live တွေရောင်းနေတဲ့အချိန်မှာမိမိအချိုက်ဖြစ်စေမဲ့အိတ်လေးတစ်လုံးကိုလက်ဆောင်ပေးခဲ့တာပါမြတ်သူကတော့2သိန်းတန်အိတ်တစ်လုံးကိုမိမိအတွက်မမလက်ဆောင်ဆိုပြီးတော့စာသားလေးတစ်ကြောင်းနဲ့လက်ဆောင်ဝယ်ပေးခဲ့တာလည်းဖြစ်ပါတယ်မြတ်သူကတော့ငွေကြေးနေတာများတာထက်မိမိရဲ့စိတ်ထားကောင်းလေးတွေကိုအတိအမှတ်ပြုချင်လို့လုပ်ပေးခဲ့တာလို့ဆိုပါတယ်မြတ်သူကတော့မိမိကိုဝေဖန်သူတွေရှိနေလေသူ့လိုချစ်တဲ့သူတွေအများကြီးရှိတာကိုသိစေချင်တဲ့ရည်ရွယ်ချက်နဲ့ပေးခဲ့သလိုစိတ်ထားကောင်းလို့တရက်ထက်တရက်ပိုချစ်တယ်ဆိုပြီးတော့သူ့ရဲ့အချစ်တွေကိုမိမိမြင်အောင်ပြသလာခဲ့ပါတယ်မိမိကတော့လက်ဆောင်ရလို့ဝမ်းသာတာတဲ့နိုင်ငံကျော်မင်းသမီးတယောက်ကသူ့အပေါ်ချစ်ပေးနေတာကိုဂုဏ်ယူဝမ်းသာဖြစ်နေရတာလည်းဖြစ်ပါတယ်မိမိရဲ့ပျော်တွေကိုတော့ live ကြည့်တဲ့လူတိုင်းသိနိုင်ပါတယ်မြတ်သူကပေးတယ်ဆိုတဲ့စကားကြောင့်အံ့ဩမဆောဖြစ်ခဲ့ရသလိုဝမ်းနဲ့ဝမ်းသာဖြစ်ခဲ့ရတာလည်းအသေးချပါပဲနော်